ဟိုနတ်ကွန်းရဲ့ဟုတ်လားအဲ့နတ်ကွန်းကခမရတို့မြန်မာလူမျိုးတွေကိုအရေးချင်းမဲ့အောင်တတ္တိမရှိအောင်စိတ်ဓာတ်ပြက်ပြားအောင်လုပ်နေတာအဲ့နတ်တွေပဲသဘောပါသလားနောက်တစ်ခါရှိသေးတယ်ဘယ်ဓာတ်ခန်းညာဓာတ်ခန်းဟိုထွက်ရပေါက်ဒီထွက်ရပေါက်အဲ့ဒီကောင်တွေလောက်ခမရတို့ကိုဖျက်ဆီးတာရှုသာသနာဖျက်တာသူတို့စကားပဲဘုရားကဘသူကိုဘသူအားကိုးခိုင်းတော့ကိုအားကိုးခိုင်းတာဘသူကြမှာဘသူဖန်တီးရအဲ့ဒါဘိုးအောင်ဘိုးမင်းကောင်ဆိုတဲ့ကောင်တွေတတ်နိုင်သလားအဲ့ဒါတွေကိုမသိတာကအဲ့ဒီအဝိဇ္ဇာကိုဖြိုခွင်းနိုင်တာဘယ်ကာလဘုရားပွင့်တဲ့ကာလအခုခမည်းတော်ကိုစီဘုရားတရားတော်တွေရင်ထဲမှာကိန်းအောင်အထုတ်နေကြမှသာလျင်အပေါင်းအသင်းမမမဒီဘဝလူဖြစ်ရကြရှင်းလားအပေါင်းအသင်းမမစီနဲ့ဘာမမစီနဲ့